是形容噶，有意思嘞，是俺妈里最好吃的嘞，哎，你是俺妈里哈，人过来拉巴的嘞，杜妈耶，ဒီကက杜妈耶，အပြောင်စပနေကြောက်ပေါ့တနေ့မှာတော့သူမနိုးရလာခဲ့ပါလေဟာဒီနေ့နောက်ကြောင်းသားကိုစာသင်ရအောင်ပါပဲဆိုတော့အင်ကြီးအရင်ပဲလိုက်မယ်ဟာအဲ့တော့အရင်ကဒီစပင်းနဲ့နာကြောင်းသွားရင်တော့နောက်ကြောင်းသွားရဝိုင်းပြောကြမှာသိကြပဲအစရင်စီးရရတယ်လိုက်မယ်ပေါ့စပင်းနဲ့ထုံးလို့ဆိုတော့ကျောင်းအုံနဲ့အမြင်စပင်းစီးပြီးသွားလိုက်မယ်ကမမကျောင်းသွားရတယ်မလွယ်ပါဘူးကျောင်းကျောင်းလာရထင်းရတရင်ခတ်တယ်အောင်ရမ်းလေးလိုပဲနာနာအဲ့ဒီအတိုင်းပါပဲလားအရင်ကိုလမ်းတက်တယ်ဟဲကျောင်းတက်ပြီလားမသိဘူးနာတော့ကျောင်းရောက်ကြပြီကျောင်းတော့နောက်ကြမုံနာကျောင်းရောက်ကြလားမလေးဆီယမကျောင်းတော့ရရဲ့အမေမကောင်းနေနေနေစေအော်စပိုင်းရမနေတယ်ဟာနေကောင်းနေပြေးမနဲ့တူတယ်ဒီလိုဖိတ်ပေါ်ပဲဆိုကဲဆီယမဝင်လာပြီGood morning, teacher. Good morning, ပါတမီးတို့ဒါဆိုရှင်ဆီယမဒီမှာရေးပြထားရစားကိုတရားမမိမထင်ပါတယ်အဲ့တော့နောက်ဒီမျိုးရေးပြကြပါတချို့ကတော့ရေးပြီးတော့အိတ်နေကြရင်တချို့ကဖုံးတစ်လုံးနဲ့အလုပ်တွေချုပ်နေရပါတော့ဆာမကတော့အောင်းမှဒီပုံစံနဲ့ဒါလည်းမျိုးလည်းမြမြရေးကြအိတ်မနေနဲ့ဟဲဟိုကောင်ဆိုလို့ရှင်တော့မှအိတ်နေရတချို့ကလေးရလိမ်မာလိုက်တာစာလေးကြီးနော်တချို့ကလေးရတော့စိုးဖုံးလေးတုံးညာစမ်းတယ်ရုံးလားဟာမလေးပြတ်ပြောင်းနေရပါဟဲ့ဆီယမအေးတားလေးပြောတာလေးပြောဆီယမဟိုပါလေအခုကြောင်းစင်းလိုက်မဟုတ်လားမနေ့ကလည်းဆီယမအဲ့လိုပဲပြောပြီးတော့နော်ဆီယမကိုအပြင်ထုတ်ပြီးတော့တောက်ခတ်တာမမတ်သေးဘူးလားပြောလုံးနာကြေရုံနဲ့ရိုက်ကြမှာလားဆီယမကလည်းလာပါပြီနေတော့လောက်ခံတော့ဆီယမဒီစောစီမယ်နော်ဒီမျိုးစာအကုန်ပြီးလို့ရှိရင်ဒီမှာပဲထပ်ထားလိုက်နော်ဆီယမမလိုက်ထည့်ကြလို့ရှိရင်ယူစစ်မယ်နော်ဟုတ်ကဲ့ပါဆီယမစကားလည်းများမြင်ကြတယ်ဒီမှာအကူဆီယမကိုလွတ်လိုက်မှာနော်နည်းနည်းစကားများဟုတ်ကဲ့ပါဆီယမပြင်ထလိုက်အောင်နော်ကျောင်းသားတွေကိုနားလိမ်ပြီးရေကူးခံလာခဲ့တာဘာလို့ဆိုတော့တအားရေကူးချင်ပါဟဲ့ကျောင်းသားလေးတွေလည်းခမပါဆီယမကိုအမလေးဆီယမမမလေးတူကြတယ်မှာပဲဆီယမလည်းချီပဲသူကဟဲ့အယောင်မှာပဲရေတခါလေးချိုးလိုက်ရမယ်ရေကူးပြီးတော့အခါဟဲ့ကျောင်းတော်တက်နေပြီဒီကရှိနေပြီမလဲလေးနော်အောက်ဝင်စင်းကရေလဲစိုးနေရဆိုတာမကြဟဲ့အိပ်ပတ်လိုက်မယ်အဲ့တော့အိမ်ပြန်ပြီးတော့ရေချိုးမိုးချိုးထမင်းစားမယ်ပြီးတီဗီကြည့်မယ်စပိန်လေးစီးပြီးတော့အိမ်လေးပြင်လိုက်ပါဦးမယ်ဆရာကြီးဘိုင်ဘိုင်တတတမီးမလက်ဖက်ရလို့ရှိရင်လည်းဟုတ်ဆရာကြီးပြောပါမလက်ဖက်ကြရင်ခွင်းနဲ့ရပေးရနော်ဟုတ်ပြောဆရာကြီးမလက်ဖက်ကြရင်ခွင်းနဲ့ရပေးတယ်တဲ့အဲ့တော့နာမလက်ဖက်ကြရင်ကြောက်တတ်ဆံမလို့တော့ဘူးပေါ့ဟုတ်ပါဘူးကျောင်းမှာကလေးတွေကိုစာသင်ဆရာမလို့တော့ဘူးဒါပေမဲ့ခွေးရတယ်နာရှိမှဖြစ်နေတယ်ဒီတော့ကျူရှင်ဖွင့်လိုက်မယ်အိမ်မှာပဲကိုယ့်ကိုကျူရှင်ဖွင့်လိုက်မယ်ဒါဆိုရင်ကလေးတွေလည်းစာနောက်မကြောက်ရဘူးပေါ့ကားဝင်မောင်းနေပြီနော်ကောင်းအောင်ဖြစ်တယ်ကွာပြီးရင်ရေချိုးမယ်လာ
ရှေချိုးပြီးတော့အခါအမလေးအချင်းငါရောင်စီးနေပြီဒုက္ခပါပဲငါတို့ဒီကြားမှာရေချိုးမိလိုက်တာမားပြီထင်ပါတယ်အမလေးငါတတိနေလာထားတယ်ဆိုနာစပင်လေးပါလေနံပါတ်ပြင်လိုက်ခုနခေါင်းလျှော်ရဆိုတမင်မရှာထားရပါလို့မယ်အာဟာပြီးတော့မုတ်ဆိုင်မှာမုတ်အစားတော့ဆိုင်မှာစားတော့တော့လည်းဒီအိမ်ကအတိတ်ပြောင်းလာရဲ့အကိုကဘာလုပ်နေလဲမသိဘူးရှင်မမင်္ဂလာပါဒီကနေ့စားတော့ကြိုဆိုပါတယ်ဟုတ်ကဲ့အမကျမကိုလေခါဆွဲရတခုတကယ်မဟုတ်တခုအေးရတခုပေးပါနော်ဟုတ်ကဲ့ရပါမယ်ရှင်ထဲကိုလေးမှာထည့်လို့ရပါတယ်နော်ဟုတ်ကဲ့ရှင်အမအခုတော့ကိတ်မလို့ကိတ်မလေးစားဟနေပါနော်ဟုတ်ကဲ့အမတို့ကိတ်မကအရန်ကောင်းတယ်ဟုတ်ကဲ့ကျေးဇူးပါရှင်နိုင်ခွက်ကြတော့ကောင်းတယ်မမကျမတွားပြီနော်ဟုတ်အမနောက်လည်းလာအားပေးပါဦးနော်ဟုတ်ကဲ့ပါအမတနေ့ကုန်လုံးလည်းလှုပ်စီရမရှိဘူးလှုပ်စီရမရှိပဲအတူတော့မုတ်ပဲတော့လိုက်ဒီတူတက်ချင်နေမုတ်ကတော့လည်းများတယ်ကတော့အိမ်မှာလောက်ကဒုက္ခပဲနားလေမျက်နှာနဲ့တွားတွင်းရမှလည်းထင်ပါတယ်ဘာလို့ဆိုမျက်မိန်ဝထားတယ်မှာဒါမှမဟုတ်ရင်တိုက်ဒုက္ခပါပဲမျက်မိန်တခါရတယ်ပြပါတယ်ဒီလိုနဲ့လည်းနိုင်အစားလည်းကျွန်တော်ပြန်လို့တာအရင်ကိုရှိဖို့ကောင်းကြရဲ့ဒီလိုကြည့်လိုက်ပါဦးကြည့်ပြီးအရင်အားချမ်းမိတယ်ဘာလို့လဲဆိုဒီကလေးဘာလို့လဲနေတော့အတူတူဖြစ်တဲ့ခဲ့ကြတယ်အမြဆူလာပြေထိုင်တော့လေနေတော့အရင်ကနေတော့လေလွယ်မမျိုးလေးပါတဲ့ကြောင်ကြီးလည်းပိတ်တော့ဘာလို့အရန်ကိုခွဲခါခဲ့ကြတယ်ရှေ့စမကုန်တော့ပြန်တွေးရမှာပဲကလေးလေးဒီရှင်းလို့အရှင်းလုံးနဲ့နေရတူတူပြောရတဲ့အမတ်တရားမျိုးကလည်းအရှင်းလုံးနဲ့ဒီလိုနဲ့ပဲဆီယမာကြီးယူရီဟာလဲအိတ်ထွက်သွားခဲ့တယ်ကဲအပိုင်းနဲ့ကိုမျောနော်တဒါ